ရင်ကျင်တီကိုနောက်ကမဲကိုကွက်လေးတယ်ပြီးရင်ဒီလိုအစိတ်ခက်လေးစိတ်လိုက်တယ်နော်အကောင်လုံးဖိနောက်ကိုတန်ရှင်းလောက်တယ်ဘာလို့လဲဆိုရင်ဒီလိုလေးလှုပ်ထားတာကြတော့ဟိုပြီးရင်အပေါ်ကအရေကုန်ခွာတာလွယ်တယ်လေးဒီလားဒီမှာအကောင်လုံးဒီလိုလေးလှုပ်ထားပါတယ်ပြီးရင်အိုးလေးရေထည့်တယ်စားနေငယ်ထည့်ပေးတယ်မခရင်ကျင်ဒီထည့်ကလေးတွေလောက်ထားတာတဲ့ပြည့်ဒီနေ့ပပတ်စနော်ခရင်ကျင်ဒီခေါ်ဘလို့ချင်းတဲ့အနေတော်ရလာပြီဆိုရင်မီးသိမ့်မယ်ဒီဆဲထဲမယ်ဒီခရင်ကျင်ဒီမှာအခုခွာဦးရခုခွာတယ်အခုခွာတော့ခင်းကျင်တီတွေကိုအခုခွာပလိုက်တယ်အခုခွာပြီးရင်သူ့ကိုထောပတ်လေးနဲ့စီတက်မယ်ပြီးကျွတ်တော်နီဦးတေးတေးလေးထောပတ်ရဲ့ကျွတ်တော်လေးရဲ့စီတက်ဒါလေးကိုအနံလေးမွေးအောင်စီတက်အနံလေးမွေးအောင်စီတက်ကြည့်ကြည့်ဒီလိုထိုင်အောင်ပြီးဆိုရင်ကြည့်ရေချက်ချင်းမထဲနဲ့ရောနော်သူခရင်ကျင်ကြီးရထောပတ်နံကြီးရတင်းလာတဲ့ထိထားပြီဒါခရင်ကျင်ကြီးထွက်တဲ့ရေဒီရေလေးနဲ့ထည့်မယ်ရေအများကြီးထည့်စမ်းတော့ချက်ဒါလေးကကောင်းတယ်ခရင်ကျင်ကြီးကြိတ်ပြီးသားဒီအနေထားလေးကိုရပြီပြည့်လေးနော်ရတော့အချမ်းလေးပုံတော့ Western food ဒီစားနေငယ်ထည့်တယ်ငရုတ်ကောင်းမို့ရေလေးနည်းနည်းထည့်ဒီလေးချက်တိုမာတိုဆုပ်